ဒီနေ့ကတော့စိုင်းတိုင်းမှာရောင်းအားကောင်းဆုံးနဲ့လူကြိုက်များဆုံးထိုင်းဒီလေးပြောပြပေးတော့မှာဖြစ်ပါတယ်။အရင်ဆုံးထိုင်းဒီပြောဘာလို့မလဲဆိုရင်ထိုင်းဒီလက်ဖက်6လို့မယ်။ထိုင်းဒီလက်ဖက်6လို့မယ်။နှုတ်မှုန့်လို့မယ်။နိုးဒီနိုးစိမ့်လို့မယ်။ဒါပြီးကြားလို့မယ်။အဲ့ဒါပဲလို့။အဲ့ဒါလို့ရှိရင်ထိုင်းဒီလက်ဖက်6ကိုရိုးစွန်းနဲ့ဒီရိုးစွန်းဆိုရင်ဟိုကတော့ရှိမယ်10 gram လောက်ရှိတယ် gram နဲ့ဆိုရင်10 gram လောက်ရှိတယ်အဲ့ဒါကိုဒီနေ့150နဲ့နှက်လိုက်မယ်ဒီနေ့150နဲ့နှက်မယ်50နဲ့ဟိုကတော့3မိနစ်လောက်ခဏတစ်ပြေးရပါနည်းနည်းလေးပါပါပြေးလေးနှပ်ပြီးသွားလို့ရှိရင်ဒီကိုစကိုင်းနဲ့ဆက်ချလိုက်မယ်ထိုင်းကြီးကစိုင်းတိုင်းမှာရှောင်းအောင်ကောင်းတယ်လူကြိုက်များတယ်ထိုင်းကြီးဆိုတော့ဘာမှမဖြစ်ဘူး။ကိုယ်ဒီနိုင်မကြတော့သေးဘူးကျွန်တော်ရှင်ဒီလိုလေးနှစ်ခါတန်းလာတာဘိုးတစ်ပတ်လေးပြန်ပြီးရှိတ်ပေးလိုက်ဆိုရင်တော့ဒီညရည်လေးရဒီညရည်လေးရပြီဆိုလို့ရှိရင်နှုတ်မှုန်ထည့်မယ်နှုတ်မှုန်ဘာယူလဲ15 gram နှုတ်ထည့်မယ်အပြင်ရိုးစိမ်းလေးလည်းတစ်စုံထည့်လိုက်ရိုးစိမ်းတစ်စုံထည့်မယ်ရိုးလေးလည်းတစ်စုံထည့်မယ်ပါတီကြားရည်ကို60ထည့်လိုက်ထိုင်းကြီးတွေကတော့ဖြော်နည်းတွေကတော့အများကြီးရှိရနော်ဒါလည်းကျွန်တော်ဆိုင်မှာဒါလက်တွေ့ဖြော်ပြီးရောင်းနေတာဒီနည်းလေးကတော့တောက်လို့ကောင်းတယ်ချိုးစိမ်းလေးညှက်တာဆိုတော့နိုးမုံနဲ့တရားနဲ့ဖြော်လေးရတယ်နိုးစီနိုးစိမ်းကြီးပဲဖြော်လေးရတယ်ဒါဆိုရင်တော့ထိုင်းလေးလေးရတယ်အဲ့ဒါမှရှိတ်ကားရဲ့ထည့်ပြီးရှိတ်ချင်းနဲ့ရှိတ်လို့ရတယ်ထိုင်းလေးရဆိုရင်ဘယ်လေးကြည့်လိုက်ဘယ်လေးကိုတာပါအောင်ဆူတာလေးခါလိုက်ဒါလေးကြီးရတော့စိတ်ကြိုက်တယ်ပေါ့ကျွန်တော်ကတော့ဝယ်တော့မှအများကြီးတဲ့တယ်ဒီလိုလေးput it there Jadi jenis bol nanti lah.
ခဲတောင်နည်းများဒီလေးလေးရှော့ဆိုရင်တော့ထိုင်းဒီလေးရပါပြီထိုင်းဒီဒါလေးကဆိုင်ထဲမှာ variety ဆိုင်လေးတိုင်းမှာလူကြိုက်များပြီးတော့ရောင်းအကောင်းဆုံးထိုင်းဒီလေး